ုန်းကြီးတို့တွေငယ်ဘဝမှာကျောင်းတက်တုန်းကသင်္ချာတွေသင်ခဲ့ကြတယ်ပေါင်းခြင်းနှုတ်ခြင်းမြောက်ခြင်းစားခြင်းအဲ့ဒီသင်္ချာကဘုန်းကြီးတို့ရဲ့လက်တွေ့ဘဝမှာအသုံးကျပါတယ်ကိုနေထိုင်နေတဲ့ကိုကြော်ဖြတ်နေတဲ့စက္ကန့်တွေနာရီတွေနေ့တွေညတွေရက်တပတ်တွေလတွေနှစ်တွေဒီအရာတွေကိုကိုစိုက်ထုတ်စူးစမ်းနေတဲ့လုံလဝရိယတွေစိုက်ထုတ်ရင်းနှီးနေတဲ့ကိုအားတွေဉာဏ်အားတွေကိုနဲ့လုပ်တဲ့အလုပ်တွေဉာဏ်နဲ့လုပ်တဲ့အလုပ်တွေအဲ့ဒီအရာတွေနဲ့ပမာဏချင်းနှိုင်းယှဉ်ပြီးတော့သင်္ချာတွက်လို့ရတယ်ပြီးတော့ဖြစ်နိုင်ခြေတွေနဲ့သင်္ချာတွက်လို့ရတယ်ရုပ်စွာဆုံးမျက်နှာထားကဘယ်လိုမျက်နှာထားထားရင်ကောင်းကျိုးရနိုင်တယ်ဆိုးကျိုးရနိုင်တယ်ဆိုတာမျိုးကိုအတွေ့အကြုံကသင်ပေးလိမ့်မယ်လေသံကဘယ်လိုလေသံနဲ့ပြောရင်ဘယ်လိုရလတ်ထွက်တယ်ဆိုတာမျိုးကိုလည်းအတွေ့အကြုံကသင်ပေးတဲ့အတွက်ကြောင့်တွက်ချက်လို့ရလိမ့်မယ်ဘယ်လိုလှုပ်ရှားမှုမျိုးကဘယ်လိုရလတ်ကိုထွက်တတ်တယ်ဘယ်လိုမျိုးလစ်လပ်သွားရင်ဘယ်လောက်ထိဆုံးရှုံးမှုကိုရတတ်တယ်ကြုံရတတ်တယ်ဆိုတာမျိုးသင်ချတွက်လို့ရတယ်အဲ့တော့အမြဲတမ်းတွက်ချက်ပြီးတော့သွားပါအကျိုးရှိပါလိမ့်ဒီနေ့မှာဘယ်လောက်အတိုင်းအတာအထိကိုရည်မှန်းတဲ့ထားတဲ့အလုပ်ကိုပြီးအောင်လုပ်မယ်မနေ့ပြန်မှာဘယ်အလုပ်ကိုလုပ်မယ်ဘယ်လောက်ပမာဏလုပ်မယ်လို့တွက်ချက်ပြီးတော့စီမံကိန်းချတယ်တပတ်ခါမှာဘယ်လောက်အတိုင်းအတာအထိစ조사ပြီးတော့ပြီးအောင်လုပ်မယ်စသည်ဖြင့်လောကီအကျိုးအတွက်တော်၎င်းလောကုတ္တရာအကျိုးအတွက်တော်၎င်းအဲ့လိုအမြဲတမ်းတွက်ပြီးတော့ရုပ်စွာဆုံးတနေ့မှာလောကီအကျိုးအတွက်နာယီဘယ်လောက်အလုပ်လုပ်ပြီးတော့လောကုတ္တရာအကျိုးအတွက်ဘယ်လောက်တရားပွားများမယ်ဆိုတဲ့နာယီတွေကိုပါတွက်ချက်ပြီးတော့အလုပ်လုပ်မယ်ဆိုရင်လောကီအကျိုးရောလောကုတ္တရာအကျိုးရောမျှမျှတတရမယ်ဆိုတာတွေ့ရလိမ့်မယ်အကျိုးမယုတ်အချိန်တိုင်းကိုအကျိုးရှိတွက်ချက်ပြီးအသုံးချသွားတယ်အဲ့ဒီလိုအသုံးချတယ်ဆိုတာအချိန်ကိုတန်ဖိုးထားပြီးတွက်ချက်နေတဲ့သူတွေမှာအသုံးချတတ်တာမဟုတ်ရင်အချိန်တွေကိုအလဟတ်တဖြုံးတိမိတတ်တယ်ကိုဖြုံးတိမိတဲ့အချိန်တွေကြောင့်အလုပ်တွေလည်းနှောင့်နှေးရရေးကိုဘဝကလည်းနောက်မှကျန်နေခဲ့တတ်တယ်လောကီဘက်မှာလည်းမအောင်မြင်လောကုတ္တရာဘက်မှာလည်းမအောင်မြင်နောက်ဆုံးတော့အရှုံးတွေသာရင်ဆိုင်ရတယ်စိတ်ဆင်းရဲမှုတွေကိုသာရင်ဆိုင်ရတတ်တယ်အရှုံးကိုရင်မဆိုင်ခြင်းဘူးစိတ်ဆင်းရဲမှုတွေမပိုင်ဆိုင်ခြင်းဘူးဆိုရင်အမြဲတမ်းကိုဘဝကိုတွက်ချက်သွားပါစားတော့အစားတော့ပေါင်းတဲ့လူမှုဆက်ဆံရေးပြောဆိုတဲ့စကားလုံးလောက်ကင်တဲ့ပြုမှုတဲ့အပြုအမူဒီအရာတွေအားလုံးနဲ့တကွငွေရေးကြေးရေးအဆုံးပေါ့အကုန်လုံးကိုတွက်ချက်ပြီးတော့သွားလို့ရပါတယ်ဒီလိုမျိုးတွက်ချက်ပြီးတော့သွားတဲ့အခါမှာတွက်ချက်တိုင်းကိုမှန်းတဲ့အတိုင်းဖြစ်သလားလို့စင်ကြယ်ပေးကောင်းပေးပါလိမ့်မယ်ဖြစ်ခြင်းမဖြစ်ခြင်းကဒါသူ့အကြောင်းတရားပဲတွက်ချက်ခြင်းမတွက်ချက်ခြင်းကလည်းအချီးနှီးဖြစ်စေတာမဟုတ်အဲ့တော့အဲ့အောင်မြင်မှုဖြစ်လာဖို့အတွက်ကတွက်ချက်မှုမပါဘဲနဲ့လေသေသက်လှပတော့ဘဝကိုမပိုင်ဆိုင်နိုင်တယ်လို့တွက်ချက်တိုင်းသေသက်လှပတဲ့ဘဝကိုရနိုင်တယ်မရနိုင်ကလည်းဒါသူ့အကြောင်းပေါ်မှာပဲမူတည်တယ်ဆိုတာကိုနားလည်ထားရကိုလို့ရမှာကတွက်ချက်နေရမှာပဲကိုမှအချိန်ဘယ်လောက်ကြံသေးလဲဆိုတာကအစသိနေရမယ်မှန်းနိုင်ရမယ်ဒါဆိုရင်ဘယ်လောက်လုံနိုင်သေးတယ်လဲဆိုတာကိုလည်းမှန်းနိုင်မယ်တွက်နိုင်မယ်ရလကောင်ထွက်ခြင်းမထွက်ခြင်းကိုကြိုပြီးစဉ်းစားစရာမလိုဘူးကိုလို့ဖို့ကကိုအလုပ်တွေကိုစနစ်တကျနဲ့အချိန်လိုက်တတ်မှတ်အစီကံရှိနဲ့တွက်ချက်ပြီးတော့အလုပ်လုပ်သွားတဲ့သူမျိုးတွေဟာရှေ့ရောက်တာများတာပဲအောင်မြင်ကြတာပဲလို့ပြောချင်တယ်ဒါကြောင့်ကဘာသူကဘာသားပေါင်းမိမိဘဝကိုစနစ်တကျတွက်ချက်တကျ၍အောင်မြင်မှုတွေစုပ်ကိုင်နိုင်ပါစေလောကီအကျိုးလောကုတ္တရာအကျိုးတို့ကိုလည်းရရှိနိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပါစေ